2026ခုနှစ်ရဲ့ One Championship ကလပ်ကအဖွင့်ပွဲစဉ်မှာမြန်မာဖိုက်တာ4ယောက်ပါဝင်ထိုးသက်ခဲ့ပြီးတော့2ယောက်နိုင်2ယောက်ရှုံးသွားခဲ့တယ်။ပထမတစ်ပွဲအနေနဲ့ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးစောင့်မျှော်နေကြတဲ့ကျော်တော်ဝင်းရဲ့ပွဲကတော့တကယ်ကိုအားရစရာကောင်းလွန်ပါတယ်။ကွင်းထဲစပြီးဝင်လာကတဲ့ကအားပေးတဲ့ပြည်သက်တန်တွေကကြော်ကြီးဆိုပြီးတခွင်းလုံးလွှမ်းမိုးသွားတာလုံးဝကိုကြက်တိထစရာကောင်းပါတယ်။ဒါရင်မကသေးပါဘူးအတူလေးကျင့်နေတဲ့ဖက်တဲ့ကျင်ကတထေးသားကိုယ်တိုင်ကွင်းထဲထိလာရောက်အားပေးခဲ့ပြီးကြော်ကြီးအနေနဲ့သူ့ဆရာဖြစ်တဲ့ Y2K ရဲ့အနီးကပ်လိုက်ပါဝင်ရန်ပေးမှုတွေကလည်းဒီပွဲတက်အရင်ရှေ့စီမှာအသေးကြပဲပွဲစားတော့လေကြော်ကြီးအနေနဲ့သူ့ပြိသက်တွေအတွက်လုံးဝကိုဖျော်ဖြေမှုအပြည့်အဝပေးသွားခဲ့တာပါပထမချီမှာတင်ဂျပန်ဖိုက်တာမူဂါစီတိုကိုနော်ဒေါင်း2ကြိမ်ကြာအောင်ထိုးပြခဲ့တယ်။ဒါတော့အချိန်ပြည့်သွားလို့ရမူဂါအနေနဲ့ကလင်းတဲ့ဆွဲထည့်သွားလို့သာပထမချီမှာတင်ပွဲမပြတ်ခဲ့တာပါ။ပထမရှိပြီးကြတဲ့ကမူဂါမျက်နှာကကွဲပြဲနေလာပါပြီ။ဒုတိယချီစားတဲ့ချိန်မှာတော့တောက်လျှောက်ဖိထိုးပြီးကျော်တော်ဝင်းအနေနဲ့1ရဲ့ပွဲဥအတွက်ကိုအလဲထိုးနဲ့တူဘောနတ်ပါတင်ပိုက်သွားခဲ့တာပါ။နောက်တစ်ယောက်နေရိုင်းကတော့အမှန်တိုင်းပြောရရင်1စင်မြင့်ထပ်မှာထိုးဖို့လိုအပ်ချက်တွေရှိသေးတယ်လို့မြင်တယ်ဖိုက်တာတယောက်အနေနဲ့အဓိကအလုပ်ရဲခံရတဲ့အစားရှိဖို့အရေးကြီးပါတယ်နေရိုင်းအနေနဲ့ဒီပွဲမှာကြောက်နေတယ်လို့ခံစားရတယ်တစ်ဖက်ကတိုက်စစ်ဖွင့်လာရင်ကက်လည်းမရှိတော့တယ်လို့ခေါင်းကြီးငုံပြီးထိုးနေတာကြီးကတကယ်ကိုအဆင်မပြေတာပါဒါကလည်းအခုမှ1 Championship မှာပွဲဥအတွက်အဖွင့်ပွဲမှုဖြစ်ကောင်းဖြစ်နိုင်ပါတယ်နောက်ပွဲတွေမှာအကောင်းဆုံးပြင်ဆင်လာနိုင်မယ်လို့မျှော်လင့်ပါတယ်ဒီပွဲမှာတော့နေရိုင်းအနေနဲ့ပထမချီလေးပဲလိုကစ်လေးကန်လိုက်ပြီးလို့ရှိရင်ဂျက်လေးထောက်လိုက်နဲ့မစိုးတဲ့အနေအထားတစ်ခုပါအတိုင်းမဲ့ဒုတိယချီရောက်တဲ့ချိန်မှာတော့ခွန်စုရဲ့ဖိအားပေးထိုးတာကိုခံရင်အမှတ်ဆုံးဖြတ်နဲ့အရှုံးပေးလိုက်ရတာပါလာပြီနောက်တစ်ပွဲဆလိုင်းထန်ကွီရှိန်နဲ့ရောဒွန်တို့ရဲ့ပွဲဒီပွဲကပွဲကြုံမှာကျွန်တော်ပြောခဲ့တယ်လို့ပါပဲနှစ်ယောက်ရှင်ဆွဲကြမယ်မာကုံပိုင်းတာတဲ့အစလိုင်းကအလဲထိုးနဲ့နိုင်မယ်ဆိုတာပါရောဒွန်ကစလိုင်းရဲ့ပါဝါကိုရှိန်နေတယ်အဲ့ဒါကြောင့်လဲပွဲစမှာလုံးဝအနာမကပ်ပဲကောင်တာပဲစောင့်ပြီးတော့ကစားနေတာပါဒိုင်ကသတိပေးလိုက်တဲ့ချိန်မှာတော့နှစ်ယောက်စပြီးတော့ရှင်ဝိုက်ပါပြီပထမချိန်မှာရင်ရောဒွန်ကစလိုင်းရဲ့ပါဝါလက်တိချက်ထိပြီးတစ်ခါကျသွားတယ်အဲ့ကလေးကနည်းနည်းပြသွားပါပြီဒုတိယချီစားတဲ့ချိန်မှာတော့နှစ်ယောက်ရှင်းဝိုင်းရင်စလိုင်းရဲ့တွဲလုံးတွေမိပြီးတော့ရောဒွန်တယောက်အယုတ်ကျိုးပြက်ဆင်ပေါ်မှာတန်းမှောက်သွားတာပါအလဲထုံးနဲ့အနာရရှိခဲ့တဲ့အတွက်စလိုင်းထန်ခွီးရှိန်လည်းဘတ်3သိန်းခွဲရသွားပါတယ်ကျွန်တော်မြင်ရပြောရရင်စီကံရှိနဲ့သာစလိုင်းထန်ခွီးရှိန်နေနဲ့ဆက်ပြီးတော့စူးစမ်းသွားမယ်ဆိုရင်တေချာပေါက်1 Championship မှာခပ်ပနာကိုအနည်းနဲ့မြန်ဆိုလို့ချင်းကပ်လာပါလိမ့်မယ်နောက်ဆုံးကောင်ပွဲစိုးကြီးကတော့တကယ်ကိုစိတ်မကောင်းစရာပါပထမချီမှာရင်အမြင့်ကန်ချက်နဲ့ကေဝကြပြီးရှုံးသွားခဲ့တယ်စိုးကြီးအနေနဲ့သူလုံနိုင်သလောက်လှုပ်ပြခဲ့ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သက်တွေအနေနဲ့အပြစ်တင်လို့တော့ဒါမရပါဘူးသူ့အနေနဲ့အသက်အရွယ်ပိုင်းရကစားဟန်ကိုပြောင်းပြီးတော့ကစားဖို့ရမဖြစ်နိုင်တော့ဘူးအဲ့တော့အစောကတည်းကဒီပုံစံနဲ့ပဲပွဲထွက်လာမယ်ဆိုတာကြိုပြီးတော့တွက်ထားပြီးသားပါအတိုင်းမဲ့နဗီးနဲ့ဒုံးကတော့မှအလဲထိုးမခံရဘူးဆိုတော့ဒီပွဲမှာလည်းရှုံးရင်တော့မှအမှတ်နဲ့ပဲရှုံးလိမ့်မယ်လို့ထင်ထားခဲ့တာပါမာကုံဘလောက်ပဲရှိဂျော့ထီရင်ဘယ်ကစားသမားမှမခံနိုင်ဘူးဆိုတာကျွန်တော်တို့ရိုးရာလူငယ်ဖိုက်တာလေးတွေအတွက်အစိုးကြီးကသင်ခန်းစာပေးသွားတယ်ပြောရပါမယ်ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့မြန်မာကစားသမား2ယောက်အလဲထိုးနဲ့နိုင်တယ်ပြီးရင် bonus ပါ2ယောက်လုံးရခဲ့တယ်အဲ့တော့ကျင်းနေရမှာပါဟုတ်ကဲ့ပါခုလိုမျိုးလော်ဝိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ